ကျွန်တော်မင်းချစ်ပိုင်မှာ Vodka Shot နဲ့ Secret လိပ်ဆိုလုံလောက်မဲ့ထင်တာပဲကိုဖတ်ပြပါမယ်။ Vodka Shot နဲ့ Secret လိပ်ဆိုလုံလောက်မဲ့ထင်တာပဲ။ကို Vodka Shot နဲ့ Secret လိပ်ရနိုင်မလား။စာရေးပေါ်အကျန်းထုတ်ထားတဲ့စကားလုံးတွေကိုကြည့်ရင်နဲ့ကိုရှိကကောင်းလေးကိုမေးလိုက်တယ်။ကြည့်ရင်နဲ့စကားလုံးတွေဟာဆက်ဆက်ကြည့်လို့လည်းမရ။ဘာမှစဉ်းစားလို့မရဖြစ်နေခဲ့တယ်။ Secret လေးဖွာလိုက်မှစာကရေးလို့ရတာ။ဒါမှမဟုတ်ရမကားလေးဝင်ပြီးရီဝေဝေလေးဖြစ်သွားမှစာရေးလို့ရတာဆိုတဲ့အဆိုကိုကအတီးအကျညင်းဆိုခဲ့ဘူးသူစကားဆုံးသွားတာနဲ့တပြိုင်နက်သူကဖန်ခွက်ထဲကိုဗော့ကာထည့်ပြီးဗော့ကာခွက်ရဲ့ secret နဲ့လိုက်ရနဲ့မိချက်တလုံးကိုပေးဖို့ပြင်တယ်တပြိုင်နက်ဆိုတဲ့စကားလုံးကိုဒီနေ့တွင်းမှာပဲထက်ခါတွေးနေရသလိုပဲနေ့တပြိုင်နက်ဆိုတဲ့စကားလုံးဟာတန်မန်နာစကားလုံးတစ်လုံးဆိုတာမြန်မာစာတရားသင်ခန်းစာကနေတစ်ဆက်ကိုသိခဲ့ဘူးတယ်တိတိကျကျပြောရရင်အချိန်ကိုဖော်ပြပေးတဲ့ဝက်ကြဆက်တန်မန်နာစကားလုံးတစ်လုံးဖြစ်တယ်။မိုးလာတာနဲ့တပြိုင်နက်အေးလာတာပဲဆိုပြီးအဲ့ဒီစကားလုံးပါတဲ့ဝက်ကြတစ်ကြောင်းကိုဒီနေ့မှကိုပြောခဲ့သေးတယ်။ညစာမစားခင်ကြည့်ထားတဲ့မြန်မာစာနန်းတို့ဇလန်တွေအထက်ကသူဒီလောကထဲပြန်ရောက်လာတာနဲ့တပြိုင်နက်သူနာကျင်ရလိမ့်မယ်ဆိုတဲ့တပြိုင်နက်ပါတဲ့ဒိုင်ယောင်လော့တစ်ခုကိုရုတ်တရက်သတိရသွားတယ်။သူစလိပ်ဖြတ်ထားတာမဟုတ်လား။မင်းကသူ့ကိုဖြစ်စည်းနေတာပဲလို့သူ့ဘေးကကောင်မလေးကသူ့ကိုလမ်းပြောလိုက်တယ်။သူတောင်းလို့ပေးရတာပါဗျာလို့ကောင်လေးကပြောရင်ဗော့ကာခွက် secret နဲ့မိချက်ကိုလက်ထဲထည့်ပေးလိုက်တယ်။သူပေးတဲ့ပုံကဒီဦးတသိန်းနဲ့မို့နတ်တင်နေသလိုပဲလို့ကိုဘာသာကိုတွေးမိရင်စိတ်ထဲပြုံးမိတယ်။သူပေးတာတွေလက်ထဲရောက်လာတာနဲ့ဗော့ကာခွက်ကိုပေးတာချ secret ကိုပါးစပ်မှာခဲပြီးမိညင်းလိုက်တယ်။မီးဆွဲပြီးဆိုတာနဲ့ညင်သက်လေး secret အငွေတွေကိုရှိုက်သွင်းလိုက်တယ်။မြောက်လာတာကြားပြီးဖြစ်တဲ့စလိတ်ငွေတွေကိုကြိုးဆိုရင်အဆုပ်ကအာယုံကြောတွေကတစ်ဆင့်ဦးနောင်ကိုတီးပေးလိုက်လားပဲကောင်းလိုက်တာဆိုတဲ့အတွေ့ကကိုတီးမှချစ်ချင်းပဲနေရာယူသွားတယ်စလိတ်ငွေတွေဟာအဆုတ်ထဲခက်တာမြလက်ပတ်ပြီးတဲ့အခါမှာတော့ကိုဖြည်းဖြည်းချင်းပဲမုတ်ထုတ်လိုက်ရင်ကိုစံလန်းတစ်ပုတ်ရေးဖို့မှတ်ထားတဲ့စကလုံးတွေကိုစိုက်ကြည့်နေမိတယ်မျောလင်းရတာပဲဂိတ်တက်ရွတ်တွေကျွေးသူ့ကိုမှီအဖိုးကြီးတွေခြာအကဖို့တိုးရစ်တွေမိသားစုကလေးငယ်တွေကြောင်လေးတကောင်ပလက်ဖောင်းဓာတ်ပုံရိုက်နေတဲ့ဇုံတွေဖုန်းကြည့်နေတဲ့သူနိုင်စဉ်ယိုရင်းနေတဲ့ရေမြောင်ဖုံးရေတလက်ကလေးစာကြည့်တိုက်ရေကန်တရားလေးတွေအဲ့ဒီစကလုံးတွေကိုအခါခါဖတ်နေပေမဲ့လည်းတကယ်ပါဘာမှစစ်ဆက်လို့မရသလိုကိုကကန့်သက်ခံထားရတဲ့သူတယောက်လိုမျိုးအဲ့ဒါတွေကိုမှတ်ထားခဲ့ဖို့တဲ့အတွေ့အကြုံစီကိုသွားလို့လည်းမရခဲ့ပြန်ဘူးမနေ့ကလေးကပဲဒီမှတ်ထားတာတွေနဲ့ဆိုင်တဲ့စာကိုဒီနေ့တော့နည်းနည်းဖြစ်ဖြစ်ရေးရမှာလို့စိတ်ကူးထားတာဒါပေမဲ့လည်းတနေကုန်တွေးထဲမှာတော့တခြားစကလုံးတွေပါတဲ့ဇလန်တစ်ပုဒ်ကိုစဉ်းစားနေမိပြန်ရောမင်းမကောင်မလေးမရှိဘူးလားဟင်းကိုမိန်းကလေးတွေကိုမကြိုက်ဘူးဒါဆိုယောက်ျားတွေကိုကြိုက်တယ်ပေါ့အတိအကျပဲဒါပေမဲ့ယောက်ျားတိုင်းတော့မဟုတ်ဘူးယောက်ျားတိုင်းမဟုတ်ဘူးတဲ့လားဟုတ်တယ်ဒီလိုရှင်းပြနေဖို့မလိုအပ်ဘူးဆိုပေမဲ့လည်းယောက်ျားတော်များကကိုတိတ်ထင်ကြည့်ကြတာမလားမင်းအပါဝင်ပေါ့ခုပြောနေတဲ့ပုံကမင်းကယောက်ျားမဟုတ်တဲ့အတိုင်းပဲအော်လိန်တန်ပါတဲ့လူတိုင်းယောက်ျားဆိုရင်ကိုလည်းမင်းတို့ပြောနေတဲ့ယောက်ျားစစ်ပါပဲအဲ့ဒီတချောင်းပါတာနဲ့မပါတာကလည်းလူသားဖြစ်တည်မှုမှာတိတ်ကိုကြည့်ကြတာပဲနော်အဲ့ဒီတချောင်းပိုင်ဆိုင်ရတဲ့တာဝန်ကလည်းမသေးဘူးပဲဟုတ်တယ်မဟုတ်လားအဲ့ဒီစကားပြောခန်းတွေပါတဲ့ဇလန်တစ်ပုဒ်ကိုဘယ်လိုရေးရင်ကောင်းမလဲဆိုပြီးဒီနေ့ကကိုလှုပ်ရှားမှုတိုင်းဒီပါမှာကိုတွေးတော့နေခဲ့တာအဲ့ဒီတွေးနေတဲ့ရှင်ပြီးကိုရဲ့အရေးကတိတ်ကိုရန်လူပြီးစိုးမြင်လွန်းနေတာလားလို့ကိုဝေဖန်နေမိပြန်တယ်ဘလို့ပဲနာကျင်ရပါစေကိုယ့်ရဲ့ဝေဒနာတွေကိုချဲတာပြီးခက်ဆွဆွာနဲ့ပြန်လဲတုတ်ပြန်တိုက်ခတ်ရတဲ့အရေးသားမျိုးထက်နေဝင်နေထွက်ခြင်းတွေတိမ်တွေတောင်တွေကျဲဆုံတဲ့ညတွေနဲ့လားစာတဲ့ညတွေကိုတွေ့ကြုံရတဲ့အခိုက်အတန့်မှာရနိုင်တဲ့ကြည်နူးပျော်ရွှင်မှုမျိုးကိုရစေတဲ့အရေးသားမျိုးကိုရေးချင်ခဲ့တာဒါပေမဲ့လည်းပျော်ရွှင်ရခြင်းတွေထက်ဝေဒနာကပဲဘဝမှာပုံများလို့ပဲလားမသိဝေဒနာတွေကိုဖွင့်ဟပြတဲ့ဇလန်းတွေကိုပဲကိုကထပ်တလဲလဲဖန်တီးနေမိတော့တယ်စကလုံးတွေကကြည်လေပိုပြီးဆက်ဆက်မှုမဲ့လာလေးဖြစ်တာကြောင့်ရှိုက်ဖွာနေတဲ့ secret ကိုအသာချပြီးပေးထားတဲ့ vodka တစ်ခွက်ကိုမှုတ်ချလိုက်တယ်ကိုဘိုးပြုတ်ပြီးကိုယ်တိုင်ပြုတ်မှုလှုပ်ဆောင်ခဲ့တဲ့အရာတွေဆိုပေမဲ့ဒါတွေကိုကိုဟာစိုးမိုးလို့မရတဲ့အခြေအနေတစ်ခုအရက်ဟာအရက် secret ဟာ secret စကလုံးတွေဟာလည်းစကလုံးတွေတိုင်းပဲဖြစ်နေပြီးအချိတ်ဆက်မဲ့နေခဲ့တယ်ဘယ်လိုဇလန်းမျိုးရေးဖို့အတွက်စိတ်ကူးကွန်မြူပြီးဒီလိုစကလုံးတွေခြာရေးခံမိတယ်လဲဆိုတာကိုပြန်လည်နိုးဆွလို့မရဖြစ်နေခဲ့တယ်။လှုပ်ရှားမှုတွေရောအတွေးတွေရောပြန့်ကျဲနေတာကြောင့်ကိုယ့်အာယုံတွေကိုစူးစီးဖို့ပြတ်မှတ်ဖြစ်လောင်ကျွမ်းနေတဲ့ secret ကိုရွေးချယ်ခဲ့တယ်
ရှိုက်လိုက်တဲ့ဖြစ်စဉ်တိုင်းမှာအလင်းအမြန်လောင်ကျွမ်းသွားတဲ့ secret လိပ်နောက်ထပ်လောင်ကျွမ်းသွားတဲ့ secret တွေမင်းချစ်ပိုင်နန်းဆန်ရှမ်းမြောက်2023 The Call ခေါ်တဲ့မဂ္ဂဇင်း